DNGROUS play the three door more stable 3 တန်အထက်ထွက်တာပထမဦးဆုံးက 40 degree DNGROUS ဘာလဲလားတွေ့ဘူးလားမတွေ့ဘူးပါလေဒီသလုံးတွေ့ဘူးလားမတွေ့ဘူးပါလေဘာလဲအဲ့ဒါ DNGROUS dangerous ဘာလဲလား dangerous ဘာလဲလား dangerous ဆိုတာမသိဘူးပါလေငါတော်တော်စိတ်လို့လာပြီနော်မဟုတ်သေးဘူးလေတကယ်ပဲမသိရလားမသိချင်အောင်ဆောင်တာပါအဲ့ဒီရှိတော့မဟုတ်လားဟုတ်တယ်မလားဟုတ်လားမဟုတ်သေးဘူးပါလေမဟုတ်သလိုပဲငါ့ကိုကြည့်နေဟုတ်လားကဲနောက်တစ်ခုက comparative degree ကိုကြည့်မယ်ပါခေါ်လို့ရှိရင်တော့အလွယ်ဆုံးကတော့ degree 1 degree 2 degree 3ကိုလည်းခေါ်တော့ပါဒီမှာ degree 2မှာဆိုရင် more dangerous degree 2ဆိုတော့ဘာဖြစ်လဲ degree 2ဆိုတာအတာတော့ဆင်းဆိုတော့ဘာဖြစ်လဲအငြင်းရှိတော့ဆိုတော့အတာတော့ဆင်းမှာဆိုတော့ more dangerous ဆိုတာကပို၍အန္တရာယ်ရှိတော့ပို၍အန္တရာယ်ရှိတော့ကိန်းတစ်ခုက degree 3ကိုသွားမယ်အတာလုံးဆောင်ဆင်းကိုသွားမယ်အတာလုံးဆောင်ဆင်းဆိုတော့သူက more ဆိုတာက degree 2 more ဆိုတာကအတာလုံးဆောင်ကိုတောင်းတဲ့နေရာမှာဆို more နဲ့တောင်းမယ်နော် most dangerous ဒါဆိုတော့ဘာဖြစ်မလဲmost dangerous ဆိုတာဘာဖြစ်မလဲအန္တရာယ်ရှိဆုံးအန္တရာယ်ရှိဆုံးအန္တရာယ်ရှိတော့ကိုရဲ့အန္တရာယ်ရှိတော့အန္တရာယ်ရှိဆုံးရမလားဒီနောက်တစ်ခုဘာလဲဒီရဲ့ UTI FUN beautiful ဆိုတာဘာလဲဟမ် beautiful ဆိုတာဘာလဲဆရာမတို့ကြည့်ဆရာမဘာဖြစ်နေလဲဆရာမမလာလားဆရာမ beautiful လားဆရာမ beautiful ပဲလား more beautiful လား most beautiful လားဟမ်ဆရာမဒီကောင်းတော့ဆိုရင် more beautiful လား most beautiful လား beautiful ပဲလားဟာလားဘာလဲ most beautiful ဟုတ်လို့လားအေးဟုတ်တယ်ဆရာမ most beautiful လာပါဆောင်ပဲဟုတ်တယ်နော်ရမလား